အားလုံးပဲမင်္ဂလာပါခုနေ့ကတော့ချမောင်နဲ့မြစ်ကြော်စားမှာပဲဖြစ်ပါတယ်ပထမဆုံးစီပူလာရင်စနုံးလေးထည့်မှာဖြစ်ပါတယ်ကျက်သွန်နီနဲ့ငယ်နဲ့ကျက်သွန်ဖြူကြိတ်ထားလေးထည့်ပါမယ်အယောင်တင်မုံလေးနဲ့ငယ်ထည့်ပြီးတော့စီတက်ပါမယ်စီတက်နေတဲ့အချိန်လေးမှာအနံလေးမွေးတော့ငပီးလေးနဲ့ငယ်ထည့်ပါမယ်ငပီးလေးကြည်ပြီးအနံလေးမွေးလာပြီဆိုရင်မြစ်ကလေးထည့်လိုက်ပါမယ်မြစ်ကလေးနွမ်းလာသည့်အထိမွေးပေးပါမယ်မြစ်ကလေးနွမ်းလာပြီဆိုရင်ရေဆေးတန့်စင်ထားတဲ့ချမောင်ရွက်ထုတ်ပြီးသားလေးထည့်ပါမယ်ချမောင်ရွက်ကလေးနွမ်းလာသည့်အထိမြစ်ကလေးနဲ့ရောသမအောင်မွေးပေးလိုက်ပါမယ်ချမောင်ရွက်ကလေးနွမ်းလာပြီဆိုရင်ကျွန်တော်ကတော့ပစုံချောက်လေးထည့်လိုက်ပါတယ်ဒီနေရာမှာပစုံချောက်မုံလေးသုံးချင်လည်းရပါတယ်ခင်ဗျာပစုံချောက်လေးထည့်လိုက်တော့အနံ့လေးပုံမွေးပြီးအရသာလည်းပိုပေါင်းသွားပါတယ်ခင်ဗျာအရသာအနေနဲ့ကတော့ကြက်သားမုံနဲ့စားလေးထည့်လိုက်ပါတယ်ခင်ဗျာကျွန်တော်ကဆက်ဆက်ကလေးစားချင်တာကြောင့်ငရုတ်သီးမုံလေးထည့်လိုက်ပါတယ်အနံ့လေးမွေးပြီးအရသာပို့ရှိအောင်ငပြားရည်လေးနဲ့ငယ်ထည့်ပါမယ်နောက်ဆုံးမှာတော့ငရုတ်သီးလေးအုပ်လိုက်ပါမယ်ဒါဆိုရင်တော့အနံ့ရသာရှိတဲ့ချမောင်ကျော်လေးတစ်ပွဲရပါပြီခင်ဗျာ